အိမ်ရောက်မဲ့အိမ်လေးပြပါမယ်ဒီအိမ်ရောက်မှာဖြစ်ပါတယ်အိမ်ကတော့အကျယ်ကြီးပါအိမ်ကကြောက်တယ်မှာနောက်ဆုံးပေါ်လက်စရီဆက်ဆံလေးစောက်ထားတဲ့အိမ်လေးပါမှန်တကားနဲ့အပြင်ကနေမမြင်ရဘူးကိုကနေပြီးတော့အထဲကနေအပြင်ကိုပြန်မြင်ရတဲ့မှန်တကားရှိပါတယ်ဟိုအိမ်မှာတော့ပစ္စည်းတွေဆိုရင်လည်းအမိုက်ပုံလိုပဲအဆုံးရှိတယ်နော်ရှိတော့လက်တော့ဆိုအဆုံးရှိတယ်ဒါတွေအကုန်ထားခဲ့ပြီးမှပါဒီအိမ်ရောက်လို့ရှိရင်ဟုတ်ပြီဒါပြောလို့ရှိရင်အိမ်တော့ပြသွားပြီဆိုတော့ရေချိုးခန်းပြပြီမှာရေချိုးခန်းပြပြီးခြံတကားရတယ်ကြည့်ဟိုတတိအဆောက်လာပြီးတယ်ဘာမှစိတ်ပူတာမလို့မလုံကြုံအောင်စိတ်ပူတာမလို့လုံကြုံလေးဟုတ်ဘူးဒီမှာလားဒီမှာပကံစီပကံစီတဲ့နေရာဒီမှာဆိုလို့ရှိရင်ဒါရေချိုးခန်းဒီမှာဒီလိုနှလုံးထားပြီးတာရေချိုးခန်းဒီမှာအဝတ်စော်လေးရတယ်အဝတ်စော်ကဝယ်နိုင်လို့ရှိရင်ဒါဘာမှရေကတအဆုပ်လေးလည်းပါမယ်နော်အဲ့ဒီမှာဆိုရင်ဒါဘက်တက်နော်ဒီမှာရေချိုးလေးရတယ်ဒါမနာလူသူတွေကြားလို့ရှိရင်ဒါကိုဘီလက်မြေစလာလို့ခေါ်ကြမှာအမှန်တော့ဒါရေချိုးတဲ့ဘက်တက်လို့ခေါ်ပါတယ်နော်ဟုတ်ပြီနော်ဒီမှာဒါအကျယ်ကြီးနော်ဟုတ်ပြီမှာအမိုက်တွေကတော့ကိုဘူးလေးကောက်ကြောင်းဆောက်ရအိမ်သားပြပြမှာဖြစ်ပါတယ်အိမ်သားဒါကတော့ဒီမှာပါဒီမှာဒီချောင်းတောက်လျှောက်ပါပဲเนาะဖင်နဲ့ကျဲနေရမှာစီးလီရတယ်မှာကြီးလေးကုန်းလိုက်ရုံအိမ်သားအကျယ်ကြီးပါအိမ်သားအကျယ်ကြီးပါပေတရားလောက်ကျယ်တယ်နော်ဒါနာမရောက်သေးဘူးဒါပေမဲ့အိမ်သားအနက်နဲ့ရနေမှာရေကူးကန်လေးပါပါတယ်လောဆယ်ငခုမွေးတာဖြစ်ပါတယ်ရေကူးကန်လေးပါမယ်เนาะရေကူးကန်ပါတယ်ရေကူးကန်နဲ့အိမ်ကက်ရလို့ရှင်နေဆိုရင်ဒါလေးရမှာဖြစ်ပါတယ်ဒါရဖြစ်ပါတယ်နော်ဒီမှာဒီပုံးလေးပါမှာပါဒီပုံးတော့မပါဘူးပြန်ယူရမှာဒီမှာရေကူးကန်လေးပါမှာနော်ရေကူးကန်မှာဒီလိုအိမ်မျိုးဒီလိုမျိုးအကျယ်ကြီးအိမ်ရတယ်ဘလောက်ကျယ်လဲဆိုလို့ရှိရင်ဒီဘက်အိမ်က E ပိုင်းဟိုဘက်အိမ်ထိအနံ့ရောက်ပါတယ်နော်ဒီလိုအကျယ်မျိုးဒီလိုအိမ်မျိုးဒီမှာ luxury ဆက်ဆံလေးစောက်လာပြီးတဲ့အိမ်မျိုးဒါကိုတိမ်တောင်းကနန်းလေးလည်းပဲခေါ်တော့မှာဖြစ်ပါတယ်ဥတုယူနော်ဥတုယူလက်မနေစင်နဲ့လက်နေမရဘူးတကယ်လို့နော်ဒီအိမ်ဝယ်မယ်ဆိုလို့ရှိရင်ဒီဆိုင်ကယ်ပါလက်ဆောင်ပေးပါတယ်နော်ဒီဆိုင်ကယ်လက်ဆောင်ပေးပါတယ်ဒီဆိုင်ကယ်ကလိုရှင်ဒီဆိုင်ကယ်ကိုကြိုက်တဲ့လောက်ဈေးနဲ့ပြန်ခေါ်ပြီးရောင်းလို့ရပါတယ်ဟိုဆက်နှုတ်လို့မရဘူးအင်ဂျင်မကောင်းဘူးဘာမှမကောင်းပါဘူးဒါဒီဆိုင်ကယ်လက်ဆောင်ပေးမှာဖြစ်ပါတယ်